I love you so much, darling. မူထူးကြကွဲပြားခန်းနာစမ်းပြားတာကိုရင်ခုန်သူညမွေးပန်းကိုကြိုက်မဲ့သူလို့အားလုံးမင်္ဂလာပါဒီနေ့ကတော့ခင်လွန်းတို့ရဲ့ပေါ့နော်မိတော်တီတီဝင်းနဲ့ကိုစီတို့ပထမအောင်ဆုံးပွဲဥထွက်စကားလေးကိုခင်လွန်းတို့အခုမီဒီယာလန်ရှင်းလေးပတ်မှာပေါ့နော်မီဒီယာမိတ်ဆက်ပွဲကခင်လွန်းတို့ဒါလေးကခင်လွန်းတို့အတွက်လဲ first time ပြီးတော့ဒီပွဲကဘယ်သူနဲ့မှမတူတဲ့တကယ်ကိုထူးခြားတဲ့ပွဲလေးတစ်ပွဲဖြစ်မယ်ဆိုတာခင်လွန်းယုံကြည်တယ်အဲ့အတွက်ကြောင့်မို့လို့ခင်လွန်းနဲ့အတူတူဒီဘလော့လေးကိုကြည့်ပြီးတော့ဘာတွေထူးခြားမလဲဒီကားမှာဘလို့တွေထူးခြားပြီးတော့ခင်လွန်းတို့တွေဘလို့တွေပေါ့နော်ဒီပွဲလေးကိုဘာကြောက်လုပ်ဖြစ်လဲပေါ့ဆိုတဲ့ဟာလေးကိုပါခင်လွန်းနဲ့အတူတူလိုက်ကြည့်ပေးနေဖြေရှားကြပါအားလုံးမနောက်ကတက်ခဲ့ပါရှင့်ဒါကတော့ကျမရဲ့ပေါ့နော် makeup artist လေးပါရှင်ဆိုပါရှင်မစိုးတစိုးလေးပါရှင်တစ်ခါလေးလည်းအရန်စိုးတယ်တစ်ခါလေးလည်းမစိုးဘူးပေါ့နော်ရှေ့ကတော့ဒါကိုစီရဲ့ manager driver ပါဆရာစိုးသူလည်းဆရာစိုးပါပဲတီပါရှင်အော်တီ သူနဲ့မတူချင်ဘူးနော်သူကအော်မဖြစ်နောက်ကကြတော့လာလေးမိတ်ဆက်ပေးမယ်ရှစ်တိုးလေးဒါလေးကတော့ခင်လွန်းတို့ရဲ့ဆိုင်ရဲ့ပင်နိုင်မော်တယ်မင်းသမီးလေးမင်းရုံးပါရှိမလုံးတင်ရလေတစ်ချိန်လုံးအဲ့လုံးတင်တာဒါပွဲကြီးတွေတကယ်အဲ့လိုမျိုးပွဲတွေပေါ့နော်လို့သွားတော့မယ်ဆိုရင်အဲ့အလုံးကတင်လာပြီဘာအကျင့်လဲတော့မသိဘူးဒီလား तू ဘာလုပ်ချင်နေရလဲမသိဘူးဒီလားရှေ့ကမှန်ကြောင်လေးကတော့ဒါမနေ့ကမှလက်လက်ဆက်ဆက်ပေါ့နော်ဗတ်ဒေးလေးကုန်ပါသွားပြီမာကြီးပြုတ်မကြဘူးဟာဟဲ့တော်တယ်ဟာဟဲ့တော်ကင်မရာမန်တော်တာတို့ကားကြီးပဲကိုတီးကနော်ခုံလို့ကြသွားလို့ရှင်ချော်ရမယ်ခုံလို့ကြရင်ခုံလို့ကြလို့ရှင်ကိုတရားရဲ့နောက်မီးကိုဖြတ်မယ်ကားကိုရောမှာလားဘယ်အောင်ရောဒီမှာအမီးကိုဖြတ်မယ်ဟုတ်လေကားခုံသွားလို့ရှင်ကြားကိုရောရမှာလေဆိုတော့အခုဆိုလို့ရှင်တော့ခင်ဗျားတို့သွားနေပါပြီဘယ်နာသပိတာယာကိုရောက်နေပါပြီခင်ဗျားတို့ပွဲလေးကဆိုရင်ဖြစ်လော်ရင်ခုံနေမလဲဆိုတော့တကယ်ဟိုဒီ I wanna be your lobster ဆိုရက်ဒီညမွေးပန်းလေးရဲ့ကြောက်ပစုံဆိုတာကခင်ဗျားတို့ဒီနာမည်လေးကခင်ဗျားတို့တွေအကုန်လုံးပေါ့နော်ဝိုင်းပြီးစဉ်းစားကြတယ်ဒါရိုက်တာရောဒါရိုက်တာနဲ့ဆက်ညွှန်အတူတူပဲပေါ့နော်ကိုပြေးနဲ့ခင်ဗျားတို့နဲ့ကိုစီရိုနဲ့အကုန်လုံးဝိုင်းစဉ်းစားကြတဲ့အခါမှာကိုပြေးစဉ်းစားထားတာလေးနဲ့ခင်ဗျားတို့ကြိုက်တာလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးနဲ့ဒီနာမည်လေးကဖြစ်ပေါ်လာတာဖြစ်ပါတယ်I wanna be your lobster ဆိုတဲ့ဟာလေးကတချို့ကပြောတယ်ဟာဒီဇိုင်းလေးက poster လေးကရမ်းမိုက်တယ်ပေါ့ story လေးကတော့ဘယ်လိုလာမလဲမသိဆို poster လေးမိုက်တယ်လို့ story လေးကလည်းဘယ်သူမှမထင်ထားပဲနဲ့ပေါ့နော်ဟိုကြည့်လိုက်တာနဲ့အထင်နဲ့အမြင်နဲ့ဟာလေကွဲပြားသွားမယ်လို့ထင်တယ်အဲ့အတွက်ကြောင့်မလို့ခင်ဗျားကလေဒီမှာဆောင်းမုတ်ကလေးတစ်ခုရှိရပေါ့နော်တမူထူးကြကွဲပြားခန်းနာစမ်းပြားတာကိုရင်ခုန်သူညမွေးပန်းကိုကြိုက်မဲ့သူလို့ဆိုတော့ဒါလေးကခင်ဗျားတကယ်ဟိုရှင်ထဲကနေပြီးတော့ဒီကားလေးကိုကြည့်ပြီးတဲ့အခါမှာပေါ်လာတဲ့တကယ်ခံစားချက်ပေါ့နော်ခုစပြီးတော့မင်းယွန်းလေးကကြပြဆက်ပြပါလိမ့်မယ်ဆက်တယ်မင်းတို့ကယွန်းယွန်းကဘာလဲမပြောတတ်ဘူးလားကဲနေတော့အရန်နေပဲဘယ်သူကပဲများခိုင်းလဲပြောသူကအဲ့လိုမျိုးလေးမှာလေမော်ရဖြစ်သွားပြီဆိုတော့အဲ့လိုဖြစ်သွားနည်းနည်းလေးမဲတော့ဖြစ်သွားပြီဆိုတော့ပတာရတယ်ပူဇော်ရတယ်ဟုတ်လားကိုလည်းမတို့လည်းကျေးဇူးတင်တယ်တဲ့သူပဲကမသူကျေးဇူးလုပ်ပေးရမလို့တဲ့အမပဲအလားလိုက်ရပြင်ပေးနေတော့ဟုတ်ပါသူ့ပဲအစားကိုကပြင်ပေးနေရတာသဖေနေရအစားအမလေးကျမမှာကျမမှာသမီးတယောက်ရတယ်လို့ပဲသမီးတယောက်မဟုတ်ပါဘူးသမီး9ယောက်ရှိရကျမမှာဝမ်းမနာသမီး9ယောက်ရှိရကိုကနဲ့ကိုနှဝင်းကြည့်တော်တော်လည်းဖုတ်ဖုတ်ညံ့ညံ့ကြေနေပါခေါင်းတကာခေါင်းထဲမှာလေဟိုလိုမျိုးခေါင်းတို့ဘာခေါင်းတို့ကြားဘူးသူပြောတဲ့ခေါင်းမကြားဘူးသူကဘာခေါင်းဘဝသူပြောတဲ့ခေါင်းအများပိုင်ခေါင်းတယ်ငါတစ်ခါမှဘယ်နဲ့အများပိုင်ခေါင်းဆိုတာသူ့ခေါင်းကိုပြောတာသမီးတို့ကလှုပ်ပေးထားတာဆိုတော့မာကြီးအများပိုင်ခေါင်းကြောင်မြောင်းရဲ့ကွင်းသွားလားတိမ်ပေါ်ရောက်ပါပြီတောင်ကြောင်မြောင်းရဲ့ကွန်းသွားတော့ကိုကမစွမ်းနေအဲ့ကိစ္စစွမ်းနေကိုပေးဖို့အတွက်ကိုတခုခုတော့လိုအပ်နေတင်ပေးပါဦးမိတ်တက်လေးကြီးရှာပေးကြည့်ပါလားကျမဟမ်အဲ့ဒီခုတလို့ကြည့်လို့မရအောင်ကျင်းစာတိုက်ချင်တာကိုချေးစစ်မပြေလို့လားချစ်ပြီးမယ်အဲ့ခဏကြည့်ရမယ်ဟုတ်ပါနိုင်တာလည်းမအဆုံးဆုံးနိုင်တာ
ကလေးကလုံးလုံးလုံးမင်းရကြာပြီမတွေ့ရကြာပြီဆိုတော့လေလေးရတာလို့အဲ့ဒီကြီးတော့ဒီရအများကြီးနဲ့တော့ငယ်တော့လေဘာတကယ်ကြီးတော့လေလာရောက်ပြီးတော့သတင်းရယူပြီးတဲ့ကျွန်တော်စာနယ်ဇင်းသတင်းမီဒီယာအသီးသီးကနေပြီးမှ welcome our special guest from Malaysia. Thank you. ဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒါတော့ကြီးများတဲ့အတူဒီနေ့အခမ်းအနားကြီးမှာဆိုရင်ဒီကနေ့ကျွန်တော်တို့ကြိုဆိုတဲ့အခမ်းအနားကြီးကတော့အဲ့ဒါတို့များအားလုံးသိပြီးတဲ့အတိုင်းပဲပေါ့နော်။ရုပ်ရှင်စကားအသစ်ကြီးဖြစ်တဲ့ညံမွေးပန်းကလေးရဲ့ကြောက်စံ I wanna be a lobster ဆိုတဲ့ဒီရုပ်ရှင်ကားကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ media center opening film အဖြစ်ကိုပြသဖို့အတွက်ရွေးချယ်ခြင်းခံခဲ့ရတယ်။ဒီပွဲကိုကျွန်တော်တို့ရုပ်ရှင်ရဲ့ main cast and crew တွေဒီရုပ်ရှင်ပွဲတော်ကိုတက်ရောက်သွားမယ်လို့လည်းသိရပါတယ်။ အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာတစ်ခုနဲ့ဘယ်လိုကောက်လဲမင်္ဂလာရှိတဲ့အချိန်မှာမင်္ဂလာရှိတဲ့လူတွေနဲ့အတူဒီရုပ်ရှင်ကားရဲ့အောင်မြင်မှုမင်္ဂလာသတင်းနဲ့အတူအားလုံးကိုဦးကျင်းလို့ကျေးဇူးတင်တဲ့အကြောင်းကိုပြောချင်ပါတယ်။ပါဝင်တဲ့လူတွေဒီနေ့တော့ဘာလို့အကုန်လုံးမဆွေအကုန်လုံးတော့ကြတယ်။တော်ပြီးစက်ပိုင်းဆိုင်ရာမှာလည်းအကုန်လုံးသူ့ညာနဲ့သူ့အကွက်စစ်စစ်အောင်မြင်လုပ်နေတယ်။တော့အင်မတန်မင်္ဂလာရှိတဲ့အဲ့တော့ခုမဲ့ပြောချင်ပါတယ်။ I love you so much darling. Ladies and gentlemen, so I'm so happy you are coming so far from Malaysia, Thailand. Okay, Miss Jidawan, that's a lot. Very good heart and also one of actress. Also a good actor. Good actress. ရုပ်ရှင်ထုတ်လို့ရတဲ့စီစဉ်ထုတ်လို့ပြီးတော့ Lucky Ten Production နဲ့ Skyward Film Production ကနေပြီးတော့ပူးပေါင်းပါဝင်ထားတာဖြစ်ပါတယ်။ကျောင်းပစုံတွေကသူတို့မိဖက်ကိုရှာတွေ့တဲ့အခါအဲဒီမိဖက်တကားအောင်နေတယ်။ဟိုးစီတီအတူတူတလုံးမိပါဆိုတော့ဒါကလည်းရတော့တိလာတယ်။တကယ်တော့ရှာမပေါက်ပါဘူး။အတော်လေးထူးခြားတယ်။ မရဆို Movie job, baby job, over and above, sit and have baby tech, baby tech, the document tech, the girl tech, you even tech. အမိနာကြော်ကြော် We are snoring the music, drama, music producer. นี่ฮะเรื่องบุญงานมาเริ่มกินซ้ำอ๋อ lobster theory ဥမာလည်းလုံးစမ်းပါပြရရနေရတော့မြင်နေကြတယ်ငါသိပါတယ်ကွာ ချစ်မှန်လားကွယ်ကြိုက်မှန်လားကွယ်မြင်စရာတွေလူတွေရဲ့ Friends မသိဘူး Friends ရဲ့ channel လေး ငါမကြည့်ရသေးဘူးငါစိတ်ကောင်းတိတ်မကြည့်ဘူး ကိုတရား Friends ကြည့် အကြည့်တာပေါ့ကျွန်တော်ရမ်းကြိုက်တယ် ဘာလဲဖြစ်တယ် လူတွေဖြစ်နေတွေ့ရမှလာပါလို့အဲ့ဆိုတော့ကိုကြီးကျော်လို့ချက်ပြောရပါလို့ကိုလိုမင်းတရားကိုစားဟဲ့တဲ့ကွဲဆိုတာညင်တလားတိုင်းသုံးတော့ဒါချစ်စစ်ချစ်မယ်အေးချစ်ပြန်အေးချစ်ဝတ်ချင်စီကြပါလား ပုံမှန်လားပဲကြည့် ဟုတ်ပါလားကျော်စားတယ်ဒီစားမလားစား ဒီရွေးရတဲ့နေမှာဆိုဝိုင်းစဉ်းစားလို့ရတယ် ဒီနေ့ကလည်းအမလည်းလို့အယူလား ဒီ
ဒီလက်စလေး list type ပဲ ငါလည်းစမတာနဲ့မသိဘူးလားကျန်တဲ့ accessories တွေအကုန်လုံးတယ် ဘာလို့ အချိန်ကျရင်ငါတို့တလုံးနဲ့တွေ့တော့မယ်သူကစုပေးမယ်လည်းလည်းဆိုပြီးချန်တာကိုရကကိုတရားလည်းဝယ်သေးတယ်စလုံးတော်မေးဟုတ်လားမသူလောကိစ္စတော့ပြောတာစလုံးပြန်မပြောရတယ်လို့ပြောဘာပြောတာလဲဘာမှတော့ထွေးထွေးမပြောဘူးစလုံးလည်းဟုတ်ထူးထူးခြားခြားလေးတွေအနေနဲ့တင်ဆက်ပုံလေးတွေနဲ့ထူးခြားတာဆိုတော့ပရိသတ်ရဲ့စိတ်အာရုံကိုနောက်ဆုံးပိုင်းထိကိုကျမတို့စက်သိန်းထိကိုဘယ်လိုမျိုးဆွဲခေါ်သွားမလဲဆိုတာကတော့ပရိသတ်တွေကျမတို့ဒီကားကြီးကိုဒီရုပ်ရှင်ကားကြီးကိုရုပ်တင်တဲ့အခါမှာကျမတို့တကယ်ကိုစိတ်ဝင်စားကြတဲ့ကြည့်ရှုအားပေးရမယ့်ရုပ်ရှင်ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဒီကလာပါတဝူးချင်းစီရပြီးတော့မှကျမတို့အဲ့ဒီတော့ကြီးလေးကိုမိတ်ဆက်စကားလေးပြောပြပါရှင်။ ကဲကျွန်တော်ကတော့ဒီလိုပဲဖြစ်ပါတယ်အားလုံးဒီက ပြောရရင်တော့အများကြီးရှိရပါတော့ဒါပေမဲ့အတူဆုံးမဲ့ပြောလိုက်တော့လေ I want to be a lobster ကအဲ့ဘဝမှာပေါ့နော် It's a film that I didn't know I needed ပေါ့နော်အဲ့ဘဝမှာလိုအပ်မယ်လို့ Okay I don't know ဒီလိုနဲ့ သူရှင်းတော့ခံနေတယ်ပြီးတော့ကျွန်တော်တို့ဝိုင်းတော့လာကြတော့ပေါ့ ကျွန်တော် Henry ဆင်ပြပါတယ်အရင်ဆုံးဒီကားကို recommend ပေးရမှခင်ဗျာကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီကားကရုပ်ရှင်ကားတစ်ခုပို့ပါတယ်ဘာလို့ဆိုရင်ဘယ်လို live experience ရောပြောအခုလာဆုံးစီးတယ်ပြီးတော့ကျွန်တော်ကိုလိုက်ကလည်း music ကိုအရင်ကြိုက်တယ် နဲ့ဖိတ်ကြားပါစီရှင်။စင်ဒီမမနေရာကိုပေးပါအောင်ရှင်။ anything join ပေးပါလားရှင် anything ဟုတ်နေရာယူပေးပါအောင်ရှင် Martin နဲ့မိတ်ဆက်ပေးခဲ့တဲ့ညမွေးပိုင်းလေးရဲ့အကြောင်းစုံ I wanna be your lobster ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးအဆိုရင်လာမယ့်နိုဝင်ဘာလ3ရက်နေ့ကနေ6ရက်နေ့ထိကျင်းပပြုလုပ်မယ့်ကိုရီးယားနိုင်ငံဘူဆန်မြို့မှာကျင်းပပြုလုပ်မယ့် Fly Film Festival မှာဆိုရင်ကျမတို့အဖွင့်အနေနဲ့ special screening အနေနဲ့ပြသဖို့အတွက်အရေးချက်တင်ခံရတဲ့ရုပ်ရှင်ဇာတ်ကားကောင်းကြီးပဲဖြစ်ပါတယ်ရှင်။အဲဒီမိတ်ဆက်ချင်းအခမ်းအနားကြီးအောင်မြင်စွာကျင်းပပြီးနောက်ကြောင်းကြေညာအပ်ပါတယ်ရှင်။ နောက်တော့ ပွဲကိုကိုယ်တိုင်လာပြီးတော့မပိုက်ကမမလာတစ်ဖြစ်လဲမပိုက်ပေါ့နော်လာပြီးတော့ချင်းမြင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ရပါတယ် သူဆိုရင်ပွဲပြီးသွားပြီဘိုင်ဘိုင် ခင်လွန်းတို့ရဲ့ဒါရှိုးလေးอ่ะပေါ့နော်ခုနကတော့လည်းပဲခင်လွန်းတို့ဒီရှိုးလေးမှာပြရတယ်ပေါ့နော်ဒီစင်းလေးတွေကိုလည်းပဲပြိတ္တကြီးတွေတွေ့လိုက်မယ်ထင်ပါတယ်ဆိုတော့ဒါလေးတွေကိုတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ကျင်နေဆိုရင်เนาะခင်ဗျားတို့ဒီမှာပြတဲ့အချိန်မှာလာပြီးတော့လာရောက်အားပေးပြီးဝန်းရံပေးပါလို့ဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲလုံးဝပြတ်တွေ့မယ်တတန်